ရတနာပါဒီနေ့ဘလော့လေးကတော့ရတနာဘန်ကောက်ကနေပတ္တရာကိုတညအိနှစ်ရက်သွားထားတဲ့ခရီးလေးပဲဖြစ်ပါတယ်ပတ္တရာမှာရတနာပါရီစားလဲပါကြီးလုပ်လဲပြီးတော့ဆန်ဆက်အရက်လာပြီးတော့ဒိတ်လို့ကောင်းတဲ့ restaurant လေးတစ်ခုကိုလည်းခေါ်သွားပေးဦးမှာမလို့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်အရင်ဆုံးပတ္တရာသွားဖို့အတွက်ရတနာတို့ရဲ့အကမိုင်းတာမင်နယ်ကိုအရင်သွားတယ်ပေါ့နော်ဒီတာမင်နယ်မှာပဲကားလက်မှတ်ချက်ချင်းဝယ်ပြီးတော့ချက်ချင်းသွားလို့ရပါတယ်ကားမျိုးစားတွေကတော့ mini bus တွေကပြီးတော့ express ကားတွေလည်းရှိတယ်ပေါ့နော်ရတနာတို့အသွားကတော့ mini bus လေးနဲ့သွားတာဖြစ်ပြီးတော့ကားကတော့တယောက်ကိုဘတ်200ဝန်းကျင်ကျသင့်ပါတယ်ရတနာတို့2နာရီခွဲ3နာရီလောက်စီးပြီးတဲ့နောက်မှာတော့ပတ္တရာကန်ကြီးကိုရောက်ရှိပါပြီရတနာတို့တဲမဲ့ဟိုတယ်ကလည်းတက်တိုက်ဆိုင်ဒီကားသွားရဲ့လမ်းကြောင်းပေါ်မှာပဲရှိနေရမလို့ရတနာတို့အလွယ်တကူပဲဟိုတယ်ကိုရောက်သွားခဲ့ပါတယ်ရတနာကတော့အေးဟိုတယ်ပတ္တရာမှာတဲခဲ့တာပါဟိုတယ်ကကမ်းခြေနဲ့လမ်းကူလိုက်ရုံလေးပဲဆိုတော့တော်တော်လေး location အရအဆင်ပြေပါတယ်ဟိုတယ်ချက်ကင်မရသေးတော့ရတနာတို့ဟိုဒီဈေးလေးဝယ်ပြီးတော့နေ့လည်စာလေးလည်းစားလိုက်ပါအောင်မယ်နေ့လည်စာကိုလည်းရတနာတို့ဟိုတယ်နားမှာရှိရဲ့ဒီ shopping mall ကထိုင်းနူတယ်ပုံဆိုင်လေးမှာပဲစားခဲ့လိုက်တယ်ပေါ့နော်နေ့လည်စာစားပြရတော့ချက်ကင်ဝင်လို့မရသေးလို့ကမ်းခြေဘက်ကိုရှောက်ကြည့်လိုက်ပါဦးမယ်ဒီကမ်းခြေပေါ်မှာရှိတဲ့စမ်းပတ်လေးတွေကရတနာထင်တာတခုခုမှပြီးတော့စားရင်ထိုင်လို့ရမယ်လို့ထင်ထားခဲ့တာမဟုတ်ပါဘူးထိုင်မယ်ဆိုရင်တယောက်ကိုဘတ်100တောင်ပေးခဲ့ရပါတယ်ဒါကတော့ရတနာတို့ဟိုတယ်ချက်ကင်ဝင်လို့ရသွားပါပြီဟိုတယ်ကနေမြင်ရတဲ့ view လေးပါညနေကျရင်ရတနာတို့ကဆန်းဆက်ကြည့်ဖို့သွားမှာဆိုတော့ဟိုတယ်ချက်ကင်ဝင်ပြီးရနဲ့အဝေးစားလဲပြီးတော့ရေလေးရင်သွားခုလိုက်ပါဦးမယ်ဒါကတော့ရတနာတဲတဲ့ဟိုတယ်ရဲ့ရေကူးကန်နဲ့ရေကူးကန်ကနေမြင်ရတဲ့ view လေးပါဒီကူပြီးတော့ရတနာတို့ရဲ့နေမဝင်ခင်ဒနာသွားစားဖို့အတွက် grab ခေါ်ထားတာ grab ဆောင်နေရပါရတနာတို့ကဆောင် grab မှာသွားထားတာဆိုတော့ပတ္တရာမှာလူအရန်စီပြီးတော့ပျော်ဖို့လည်းကောင်းပါတယ်ဟိုတယ်နားမှာဒီလိုမျိုး club တွေရော bar တွေရောပြီးတော့ week side နေအစုံပဲပေါ့နော်တော်တော်လေးကိုစီပါတယ်ရတနာသွားထားတဲ့ restaurant လေးက Asia Hotel ပတ္တရာမှာရှိတဲ့ Sunny Beach House ဆိုတဲ့ restaurant လေးကိုသွားထားတာပေါ့နော်ဒီဆိုင်လေးကရတနာ TikTok မှာရှာတွေ့ကြတဲ့အရင်ကသွားချင်နေတာဖြစ်ပြီးတော့လာလိုက်တာလည်းအရင်မှန်သွားတယ်လို့ထင်ပါတယ်ရတနာတို့ရောက်တဲ့အချိန်ကနည်းနည်းတော့နောက်ကျသွားတာဆိုတော့နေဝင်တာကိုမမြင်လိုက်ရဘူးပေါ့နော်အဲဒါကြောင့်မလို့တကယ်လို့လာမယ်လို့ဆုံးဖြတ်ထားရင်တော့ညနေ4 နာရီလောက်ရောက်တာပို့ပြီးတော့ကောင်းမယ်ထင်ပါတယ်ဟိုတယ်ရဲ့ location ကအရင် crowd ဖြစ်တဲ့နေရာတွေနဲ့တတိတခြားဖြစ်နေရမလို့ restaurant လေးကလည်းအေးချမ်းရှိပြီးတော့ရတနာတို့စကားအေးဆေးပြောပြီးဒိတ်လို့ကောင်းမယ့်နေရာလေးတစ်ခုပါဒါကတော့ hotel guest တွေပဲဝင်လို့ရတဲ့ private beach ပေါ့နော်ရတနာအဲ့နေရာလေးကိုအရင်သဘောကျပါတယ်ဒီဆိုင်လေးမှာက unplugged လဲဆိုပြီးတော့အစားအသောက်တွေလည်းအရသာရှိပါတယ်
နေ့ကတော့ရနာတို့ဘန်ကောက်ကိုပြန်မှာပါရနာတော့ဟတဲ့ချက်ကောက်မလို့သိခင်ရေသွားကုလိုက်ပါသေးတယ်ဘန်ကောက်မပြန်ခင်ရနာတို့ပတရားမှနမစ်ကြီးရဲ့တာမီနယ်21ကိုအရင်ဝင်လဲအောင်ပါတာမီနယ်21ကိုဘယ်လိုသွားရမလဲဆိုတာရနာတို့ hotel staff ကပြောပြပေးလိုက်လို့ဒီလိုမျိုးဘတ်စကားလေးလက်တားပြီးတော့သွားလိုက်ပါတယ်ဒါကတော့ရနာတို့နှစ်ယောက်အမြင်နဲ့စားကန်နေတိုင်းခေါင်းစားနေကြပါတော့။ဘာစားရင်ကောင်းမလဲဆိုပြီးတော့ဖြစ်နေကြတာပါ။ထမင်းလားခောက်ဆွဲလားရွေးနေနေနောက်ဆုံးတော့လည်းထမင်းပဲစားဖြစ်သွားတယ်ပေါ့နော်။ဘန်ကောက်ကိုပြန်မဲ့ကားဒီကိုတော့နော့ပတရာဘတ်စတာမီနယ်မှာစီးရမှာဖြစ်ပြီးတော့တယောက်ကိုဘတ်130ချတင်ပါတယ်။ရနာရဲ့ပတရာဘလော့လေးကိုတော့ဒီတော့နေ့ပဲအဆုံးသတ်လိုက်ပါမယ်။အဆုံးတိကျရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဘလော့တွေမှာပြန်လည်ဆုံတွေ့ပါမယ်။